နေစဉ်ကျွနေကြအခါအပြာကလေးဦးစင်ကထိုင်ပြီးဦးစင်တို့တရားဒီကောင်ပေါင်းတို့ပေါင်းဝေတာလေးပဲမေတ္တာရှိတာပြီးတော့ဉာဏ်ဖြာဖြာဖြစ်တန်မြတ်အတူလိုက်ဆိုကြဒုက္ခဝါအတွင်းမှာယာလာဝိတိဘေးရန်ကင်းလို့ရှိပါစေအောင်မြင်ကင်းလို့နေပါစေသိတိဆောင်လို့အောင်ပါစေဒီမသာဝအေးချမ်းကြပါစေအန္တရာယ်ကင်းဒီရရှင်စိတ်ဆင်းရဲခြင်းကင်းပါစေជីវလက်ရွှင်စိတ်ကြည်လင်ကိုယ်ဆင်းရဲခြင်းကင်းပါစေရွှေမိုးငွေမိုးရတနာမိုးကိုယ်ပြုမစေရောပါစေမေတ္တာရင်ဆိုင်ပက္ခဖြံအပြေလုံးအေးချမ်းကြပါစေမေတ္တာရင်ဆိုင်ပက္ခဖြံအပြေလုံးအေးချမ်းကြပါစေမေတ္တာရင်ဆိုင်ပက္ခဖြံအပြေလုံးအေးချမ်းကြပါစေဝါရုတ္တဗမင်္ဂလရတ္တုတ္တဗဒေဝတာနဝဗုဒ္ဓလူဘဝေနတဗ္ဗဓမ္မလူဘဝေနတဗ္ဗသံဃာလူဘဝေနတရာတုတိဘောတုတိဣဒာဒါနေဣညာဣဒနာနေဝဒတာလောယရဏသုံးလီအစီကိုယုံကြည်ကိုသတ္တတာဖြင့်ဘဝမြတ်ကနေတိုင်းလေးရှိကြကုန်သောတေတောဝကံဒေနိုင်ကတိုင်းကမအပေါင်းသူတော်ကောင်းတို့၏ဧဇရိကဘာယိလေတုကိုယ်တော်၏ကိုပအိမ်တွင်ဘာနဒါနာတို့၌သဗ္ဗမေကလံလောကီလောကိုမယုံတုဘဝအကျိုးများစေတဲ့မင်္ဂလာမှုများတို့သည်ဘဝတို့ကောင်းစွာမသွေဖြစ်ပေါ်၍လာပါစေတည်းသဗ္ဗဒေဝတာလုံးစုံများစွာလက်ဒီဝါတို့ဒီလေသဗ္ဗဒေဝတာတရားပြေဝပဇာပတိမာရဏိပစ္စောဝိကကြောဒေဝေရုနာဣသာရဏဝတိဝထေရှာနာမြာတို့ဒီလေတေတောမာကံတေတိုင်ကတိုင်းကမအပေါင်းသူတော်ကောင်းတို့အားရကတုကောင်းစွာမသွေဆောက်ရှောက်ကြပါစေကုန်တည်းသဗ္ဗဗုဒ္ဓလူဘဝေနကေငါဝါလူသိစုမသာပူဇာကုန်မည်သောဘုရားရှင်တို့၏တကုတိဇောမြစ်တာတို့အလူဘောတော်ကြောင့်၎င်းသဗ္ဗဓမ္မလူဘဝေနရှင်းတော်လေးတော်သောဓမ္မခန္ဓာအပေါင်းတို့၏တကုတိဇောမြစ်တာတို့အလူဘောတော်ကြောင့်၎င်းသဗ္ဗသံဃာလူဘဝေနသမုဒိပရမောတယ
တော်ဒီတန်ခါအပေါင်းတို့ဤတကူဒီဇောမိလာတော်အာရုံတော်ကြောင့်၎င်းတေတော်မာကောတေရယောဒိုင်ကမအပေါင်းသူတော်ကောင်းတို့သည်တထာမြေယောညာဝဘေကမဆိုင်ရှိသည်များအချိန်တိုင်း၌ဒုခိတာကိုယ်စိတ်နှပြလိုဣစာဖြင့်ကျမ်းမာခြင်းသာဝေကလည်းဖြာကြကုန်၏ဘဝတုယေရာတုံဘတ်ဘဝကြောင့်ထင်ရှားမတွေ့ဖြစ်ကြပါစေကုန်သတည်းဒီလာလေအဲ့ဒီလိုပြီးအဲ့ဒါဥစ္စာတော့လူတရားရှိတာလည်းပဲနော်အဲ့ဒါလည်းပါလေနေစဉ်လူလာနဲ့အားစိတ်နဲ့ခံဆွမ်းနေကိုလည်းပဲလူလာပြီးဟုတ်တယ်တော့မှရှိတယ်ဘုရားကတော်မှာဒီကိုလည်းပဲမေတ္တာပို့တာပြီးဆိုတော့ဒီလိုတရားဓမ္မတွေအစဉ်ရှိတယ်လို့နော်ဒီတရားကိုကြားတာလို့တရားဓမ္မလာယူနိုင်ပါဘူးအဲ့တော့ဦးဇင်းတို့လေးစင်ပြီးနေကြအတိုင်းပဲပေါ့အားရဟုတ်တယ်အားလို့လူတော့အားလို့ဆိုလို့ရှိရင်အားလို့ဆိုတာကတော့ဦးဇင်းတို့လူချင်းပေါ့လူချင်းတော့အားလို့ဆိုတာကိုလက်ခံတယ်ဟုတ်လားလက်မခံတဲ့ပုဂ္ဂိုလ်ကလုံးဝလက်မခံတာရှိအဲ့ဒါကလည်းကိုကအချိန်မရှိဘူးအချိန်မပြီးနိုင်ဘူးဆိုတော့လည်းဘယ်လိုကဦးဇင်းပြောသလိုလဲကိုအချိန်ကြီးကိုတန်ဖိုးမထားစားတော့တဲ့ပုဂ္ဂိုလ်ကရှိတာဟုတ်လားအဲ့တော့တန်ဖိုးရှိအောင်တန်ဖိုးရှိတဲ့အချိန်ကြီးကိုယူနောက်တစ်ခုတန်ဖိုးရှိတဲ့အလုပ်ကလေးကိုလုပ်ရမယ်တော့ဦးဇင်းတို့အဲ့ဒါတခါမြတ်စိတ်ပါလက်ပါကောင်းမှုကုသိုလ်ကိုပြုလုပ်လို့ဆိုရင်အဲ့ဒီတခါမြတ်ပြုလုပ်တဲ့ကောင်းမှုကုသိုလ်ကအမှန်တမ်းအကျိုးတက်ရောက်မှုရှိတယ်နော်အဲ့ဒါပါတခါစိတ်ပါလက်ပါစိတ်ရည်ပြီးတော့ပြုလုပ်တဲ့ကောင်းမှုကုသိုလ်ဒီအမှန်တမ်းတန်မှုရှိဒါဒီကပဲဖြစ်စီတရားရည်ပဲဖြစ်စီတန်မှုရှိတော့အဲ့တော့ဒီလိုဒီမှာသက္ကာလူရတာဒီလိုလားနော်တရားတွေအားထုတ်တာသီလတွေကယူနေတာအိမ်မှာတော့ဖြစ်လောကဓမ္မအချိန်ကရဘူးအဲ့တော့ဖြစ်နေဆိုတော့ဒီမှာအလုတ်တာလုပ်နေဒီလိုစိတ်ကပြေလို့ရစိတ်ကအဲ့တော့အဲ့တော့ဦးဇင်းတို့ဒီတော့တာမီရဟန်းတွေကိုအပြီးတဲ့ပွဲရှိတယ်လေဘာပွဲလဲဆိုအဲ့တော့ဦးဇင်းတို့အခုလူပုဂ္ဂိုလ်ကိုပြရပြီးတာပဲဒီအိန္ဒိယဥပုပ်တယ်အိန္ဒိယရေအဲ့ဘာလို့အောင်ရှင်ပြတရားလည်းမပြီးတော့တရားလည်းမပြီးတော့ဘုံရရှာရှိလိုက်အိမ်မှာတားလိုက်လို့ကတော့တချို့အိန္ဒိယဥပုပ်တယ်ရှိမာရတရားနာစိတ်ကအိမ်မှာအလုပ်တယ်လို့အဲ့တော့အစွဲလဲဆိုတာလေးပဲဒီလိုအလုပ်လုပ်တဲ့အချိန်ခဏတစ်ဖြုတ်တော့လွတ်ချတာကောင်းပါလိမ့်နော်အစွဲလဲခဏလွတ်ချတာကောင်းတယ်
လုံးမချတာလို့ဆိုတခါတလေအဲ့ဒီအစွဲလာကိုဒုက္ခပြည့်တဲ့တယ်ဟောအဲ့ဒါပါကိုဒုက္ခပြည့်တဲ့တယ်အဲ့တော့ဆိုရင်ကောင်းမှုတို့ပြုလုပ်နေတဲ့အချိန်ဆိုရင်ကနာပြီးရာရဲ့အာယုပြုအာယုစိုက်တာအဲ့လိုအာယုစိုက်လို့အာယုမိတဲ့အချိန်ကြီးကတမင်းဖြစ်ဖြစ်နမင်းဖြစ်ဖြစ်နာမင်းဖြစ်ဖြစ်နော်အဲ့ဒီအချိန်လေးကအမတန်မှအတန်ဖိုးရှိတဲ့အချိန်ပါမြင်မှာလေးလူရတဲ့အချိန်နော်အဲ့ဒီအချိန်ကအမတန်တန်ဖိုးရှိတယ်ဒီလိုပြောတာလေအဲ့တော့ဦးဇင်းတို့ဒါလေးတွေကိုဒီလိုခေါ်တယ်ဒီလိုလူတို့ဒီလာဆောက်နေတဲ့အချိန်တရားထိုင်နေတဲ့အချိန်အဲ့တော့ဦးဇင်းတို့တော့တဝိရအကုန်လွတ်ချထားတော့ကောင်းလာအဲ့တော့တန်ဖိုးရှိတာပေါ့အဲ့ဒါကူကဦးဇင်းတို့ရေးတယ်ဟာလားဘုရားတော်တော်ဝါနေတယ်အလုပ်လုပ်နေရနော်ဝါရုံးကာလဆိုလို့ဦးဇင်းတို့ရင်တော့ဆိုရင်ခေါ်ရတဲ့ကခုဆိုရင်လာပြီးလာွယ်ဆိုပြီးတော့ရက်ကထပ်ပြီးဘုရားရဲ့ရှိပါနော်အဲ့တော့ပြလာတယ်ဝီးกว่าနောက်တစ်ခုကဦးဇင်းတို့အဲ့လိုနေလာခဲ့တဲ့အခါကျတော့တင်းကျန်တဲ့အခါတော့ဗျာနော်အဲ့တော့ငါတို့ဘုရားဆောက်ထားတယ်ဆိုပြီးတော့ဘုရားဆောက်အဲ့တော့ဒီလိုတင်းကျန်တဲ့အခါတော့များပါပဲနင်းနေနော်လွတ်ခွင့်ရှိတယ်တင်းကျန်ပြီးသွားတဲ့အခါကျတော့ဘာဖြစ်လဲကိုယ်အလုပ်ပဲပါပဲပြန်ပြီးတော့အလုပ်ပြန်လုပ်ရအဲ့တော့ဒီလိုကိုဦးဇင်းတို့ကဘာဖြစ်လဲခန္ဓာရတာကိုပုဂ္ဂိုလ်မတိမချင်းနော်မတိမချင်းလို့ရပါဒီဝါရဲ့အခြေကတော့ဘာလို့နားရပြီလဲလို့ထင်တယ်ခန္ဓာမပြတ်သေးတဲ့၍တရားမှာနောက်တစ်ခါထပ်လို့နော်နောက်ဘဝကထပ်ပြီးဘုဒ္ဓဒုက္ခကိုရင်ဆိုင်ရမယ်ဘာလို့ဒုက္ခကိုပြီးပြီးအဲ့တော့ဒီဝါရဲ့ခန္ဓာနားရတယ်ဒီဝါရဲ့ဘဝစကုနောဘဝစကုဒီလိုနဲ့တန်တရာကနော်အဲ့ဒီကတော့ဖြစ်နေစီဒီလိုကိရုကိုပေါ့ပါဖြစ်ကင်းလျှောက်တာဒါကြောင့်ကိရုကင်းလျှောက်တယ်လို့ခေါ်တာနော်မဆုံးတော့ကိရုကိုပေါ့ကင်းပါဒီတော့လည်းဟောမှာတော့ဆိုနော်အဲ့လိုပဲတန်တရာမှာနေနေတဲ့ပုဂ္ဂိုလ်ကိရုကိုကကင်းလျှောက်တယ်လို့ပဲအဲ့တော့ဒီလိုဇေယျနေအောင်ရညက်နောက်တစ်ခုတစ်တဲ့ကိုမင်္ဂလာအခြေတော့ခါရပြားလေးပါဦးဇေယျပြည့်ပြည့်နေနေပြုလို့ရမယ်မဟုတ်နဲ့မတည်မချင်းအလုံးဒုက္ခစိတ်ချနော်အားလုံးလို့ဖြစ်နေဆိုတာအားမဖြစ်မဟုတ်နဲ့မတည်မချင်းပါဖြစ်တယ်အလုံးလို့အောင်မဟုတ်နဲ့ဟာလားဘယ်လိုခိုင်းလို့လုပ်နေတာမတည်မချင်းအလုံးလို့အောင်မှာဘယ်သူမှခိုင်းလို့မဟုတ်ဘူးကိုယ့်အကူလုပ်ချင်ကြတာနော်အဲ့တော့ဘယ်သူလဲဘယ်မှာခိုင်းကိုယ့်အကူလုပ်အောင်စိတ်ချဟာလားဒီလိုအခါလေးပါတော့နည်းလေးနော်တရားလေးနာယူပြီးတော့တကယ်ဒီလာလေးနဲ့အောင်ယူတယ်ရတဲ့တရားလေးမှတ်တယ်ဦးဇင်းပြောတဲ့စကားလေးတွေလည်းမှတ်ထားမယ်နော်အဲ့တော့ချင်းချင်းပုဂ္ဂိုလ်တွေကဦးဇင်းပြောတာရှိဒီအိမ်မှာငါမရှိဘူးမဖြစ်ဘူးတဲ့နော်အဲ့တော့ငါမရှိလို့မဖြစ်ဘူးငါရှိလို့ဘာဖြစ်သွားမယ်သိသလားဆိုတဲ့အခါကျတော့ဦးဇင်းတို့မသေးဖြူလေးရဲ့အကြောင်းနော်မသေးဖြူလေးအဲ့တော့မသေးဖြူကအိမ်တော်စကြရမသေးဖြူဈေးထဲမှာကျက်လာရောက်သူခင်မောကဒီချက်ကိုဝယ်ပြီးပါလို့ညာလို့လုပ်ပြရမသေးဖြူပဲရောက်အဲ့ဒီမသေးဖြူလေးအိမ်တော်စကြတဲ့ကရောင်းလိုက်ရတဲ့ချက်သားနော်အဲ့တော့စီးပွားလာတယ်ဖြစ်တာပေါ့စီးပွားတယ်ဖြစ်အဲ့တော့ကလေးတွေကရလာတယောက်က2ယောက်3ယောက်အဲ့လိုလည်းမသေးဖြူလေးကလေးတွေ3ယောက်ရဈေးထဲမှာလည်းချက်သားရောင်းချတာဘုရားအဲ့တော့ပေါ့ဝင်းကျင်ကဘာလို့လဲဆိုတော့
အဲ့ဒီအိမ်ကဒီလိုပြောနေကြည့်အခုလိုမတဲပြရှိလို့မတဲပြမရှိအဲ့ဒီကဒုက္ခရောက်ပြီးအဝိဇ္ဇာပြောနောက်တဲ့ဒီနေ့လူတွေကလည်းပါဖြစ်တယ်မတဲပြရှိလို့ဟုတ်လားနောက်တဲ့ခုသူ့မိသားစုကလည်းပါဖြစ်တယ်မတဲပြရှိလို့တဲ့ဒီအိမ်မှာပါဖြစ်တယ်ချမ်းချမ်းသာသာနဲ့စောင်းဖို့ဒီပြည်တယ်နေတာဘယ်လိုရှိလို့ဘယ်လိုရှိလို့မတဲပြရှိလို့ဟုတ်လားမှန်တာနော်မတဲပြရှိလို့ဒီအိမ်မှာပါဖြစ်ပြည်တယ်နေတာနော်အဲ့တော့ဒီနေ့ကျတော့ဒီမတဲပြအလုပ်လုပ်ပြီးတော့ဒီလူတွေကပြန်လာရင်ကျူကောင်းပေါ်တော့သူကောင်းဆိုတာအယုံပြပြီးမတဲပြပါဖြစ်ပါမတဲပြတည်မတဲပြအားကိုးနေရတယ်ဒီအိမ်မတဲပြမရှိတော့ပါဖြစ်အဲ့တော့မတဲပြကိုဒါလေးအများလူဆက်ရှိတဲ့လူအိုင်ပြရတာလေဟုတ်မတဲပြလူဆက်ရှိတဲ့လူအိုင်ပြီးပြီးတော့မတဲပြရက်တဲ့အထိလူအိုင်ပြီးအဲ့တော့ဒီမှာမတဲပြရှိသေးတာမတဲပြမရှိတဲ့အခါကျတော့ဒီအရာလူတွေကအနက်မြန်ပါတယ်မတဲပြရှိလို့ဆိုရင်စကားကမတဲပြမရှိတဲ့အခြေခံပါဖြစ်ကြောက်ွယ်သွားတာအဲ့ဒါကနော်အဲ့လိုမတဲပြမရှိတဲ့ဒီအိမ်ကအနက်မနေကြဘူးတဲ့သမီးရှာစားရဟုတ်လားပြောနော်အဲ့တော့ဘာဖြစ်လဲဆိုတော့ဦးဇင်းတို့ပြည်သက်စားတယ်ခဏလေး9နှစ်သားကနေစလို့အကြီးရဲ့အထိအကုန်လုံးဘယ်သူမှအနက်မနေရှာစားတယ်ငါလာရှာစားဟုတ်လားအဲ့တော့မတဲပြမရှိလို့လေအခြေကြတော့မတဲပြဆိုကြားတာပါဖြစ်တယ်ဆက်လက်ပြီးမတဲပြရာကိုထားဝင်ထမ်းဆောင်တယ်ဟုတ်အမေတို့လည်းဆိုတော့မတဲပြနဲ့အတူတူနေတာလေဒီလိုတွေမတဲပြတော့တာတက်တာပေါ့ဟုတ်အဲ့တော့မတဲပြမရှိတဲ့အခါကျတော့မတဲပြတော့ဒီလိုတွေလုပ်တယ်မတဲပြယောက်ျားပြီးသွားတဲ့အခါကျတော့မတဲပြကဘိုးရဲ့တားသမီးကဆက်လက်ပြီးဒီလိုလုပ်တယ်ငါမရှိလို့မဖြစ်ဘူးဆိုရင်မရှိတော့ဘူးနော်အဲ့ဒါလေးကိုလည်းဦးဇင်းတို့ကလည်းမာရီပြည့်စေချင်တယ်။ဘာဖြစ်လို့လဲဆိုတော့ကိုမတဲယူတော့မဖြစ်စေနဲ့။ဟုတ်တယ်ဒါမရှိလို့မဖြစ်ဘူးလေ။မတဲယူတော့မဖြစ်စေဟုတ်လား။ရှိလို့ဟုတ်အောင်နော်အဲ့တော့ခဏလွတ်ချထားရမယ်အရာလွတ်ချထားတာဟုတ်လား။လောကပဲအချိန်မှာဦးဇင်းတို့ဒီလိုလေးလုပ်ပြီးတော့တန်တိုင်းနဲ့တရားဘာဝနာလေးဒီအားထုတ်ပြီးဒီလိုဟောတရားတွေနာကြားနေတယ်မှတ်သားလိုက်တာကျင့်သုံးတဲ့ပြည့်ရဖြစ်ဖြစ်တော်မနာဖြစ်ဖြစ်တရားရည်ဖြစ်ဖြစ်သစ္စာခံဖြစ်ဖြစ်တန်ဖိုးရှိပါလေနော်အဲလိုဦးဇင်းတို့တရားဓမ္မကောင်းသူတို့ကောင်းသူနေ့စဉ်နော်လောဘဒေါသမောဟတွေနဲ့ဖြတ်တန်းပြီးတော့လာလိုက်တာအခုဆိုရင်အတက်အရွယ်ဒီကလည်းပဲဦးဇင်းတို့ပထမအရွယ်ကိုကျော်လာခဲ့ပြီးဒုတိယအရွယ်ကိုလည်းပဲဖြတ်တန်းခဲ့ပြီးနောက်ဆုံးတစ်နေ့တော့ဒီကဘုရားတတိယအရွယ်လေးကိုရောက်လာပြီဆိုတော့ဦးဇင်းတို့တရားဓမ္မပေါင်းသူတို့ကောင်းတွေကဘယ်လိုထင်လဲဆိုတော့ငါအသက်ကြီးလာတာပဲလို့ဒီလိုတွေးနေတာတကယ်တော့ငါအသက်ကြီးလာတာမဟုတ်ဘူးတဲ့ငါလမ်းလျှောက်ပြီးတော့သွားနေတာမိမလားညာမလားတနေ့တရက်မှမလားပဲလေငါလမ်းလျှောက်ပြီးတော့သွားနေတာတဲ့သူဘယ်လိုသွားနေတာလဲဆိုတာသိလားတုတ်တံကိုသွားနေတာနော်အဲ့ဒီတော့ဟိုကစောင့်နေပြီဘာဖြစ်လဲမင်းတို့လာမဲ့အချိန်တိုင်းမှာစောင့်နေတယ်မင်းတို့ရဲ့ပန်းတိုင်ပြီးငါဒီထိုင်နေတဲ့နေရာမှာပဲမင်းတို့ကြိုက်တာလို့နော်အဲ့တော့မင်းတို့ဝေးတော့ကတော့ပကတ်ထဲမှာပါတဲ့နော်အဲ့တော့အဲ့ပကတ်ရဲ့ဒီဘက်ကရှိတဲ့တုတ်တံနဲ့တခုကြားထဲမှာမင်းတို့လို့ဆိုတာငါထိုင်ရှိနေတယ်မင်းတို့ဘာလုပ်နေလဲဆိုတာငါထိုင်ရှိနေတယ်ဒါပေမဲ့ကြိုက်တာလို့တဲ့မင်းတို့ကဘာကြောင်းလဲလို့နာမည်ကြီးအောင်လဲလို့ချမ်းသာအောင်လဲလို့နော်စီရဲပဲနေရအဲ့ဒါမင်းတို့လို့ဘာလဲမဆိုင်ဘူးအဲ့တော့မင်းတို့ဘာလို့အချိန်ကြရင်ငါဒီမင်းတို့ကဘာပဲကြိုနိုင်ငံပဲကြို
ငါဒီတင်းញိုင်းကိုမင်းတို့ချိုလို့မရဘူးကြိုက်တယ်အောင်လားမိုင်းလားမရဘူးလေမိုင်းလေးချက်စင်းလေးတီးရတာချိုလေးလေးတီးရတာဘာချိုတိုင်းပဲချိုတင်းញိုင်းကိုတော့ဖြစ်မချိုနိုင်ဘူးဟုတ်လားအဲ့တော့ဦးဇင်းတို့လည်းလောကကြီးကိုဒါကိုချိုတယ်ပါကြိုက်တာလို့ဟုတ်လားကြိုက်တာလို့ခုကြည့်လေဒါပေမဲ့ချိုကြတယ်ငါခေါ်ပါနော်ငါခေါ်ပါနော်အဲ့တော့ဒါကြလို့ရှိရင်ဒီများအတွက်ကိုလည်းရှိတယ်ကိုယ့်အတွက်မရှိဘူးအဲ့တော့ဦးဇင်းတို့အခါကနော်ဟိုကဦးဇင်းတို့ကိုယ်မီတစ်ခုကိုယ်မီပိုင်ရှင်တစ်ทีအဲ့ကိုယ်မီပိုင်ရှင်ကတနေ့ကျတော့မျက်နှာပြင်းရဲစွာကိုယ်မီလေးကိုအောင်းကြီးတစ်ခုတည်ပါတယ်ဒီလိုလေးဝိုင်းဝါးချမှာဒီမှာအောင်းကြီးတစ်ခုတည်ပါတယ်တေသွားတဲ့အခါကျတော့ကိုယ်ဒီထဲမှာသူအများကြီးတော့တဲ့နေရာရှိမှာအောင်းကြီးကိုချတဲ့အခါကျတော့ကိုယ်ဒီဝန်ထမ်းတွေကဆရာဒီကောင်းလေးကဘယ်လိုလဲပြီးသွားတယ်ကွာတော့ပြောပြမှာပေါ့ဆရာရဲ့ပြီးချင်လိုက်တာပေးရတယ်ဒီကုမ္ပဏီဝန်ထမ်းတွေကပဲပေါ့တရားဆရာရဲ့ဘယ်လိုပြောပြပါကျွန်တော်တို့ပြီးချင်အဲ့တော့သူကဒီကုမ္ပဏီဝန်ထမ်းတွေကအကုန်တည်ချင်တဲ့အခါကျတော့မျိုးဒီတနည်းတော့တည်ရမှာပေါ့ဘာမှမဆောင်ဘူး3ရက်ပြည့်တယ်နေကြတယ်တော့ဒီကောင်းကြီးမချရင်မင်းတို့ကပြမယ်အဲ့ကြမင်းတို့ပြည်လိမ့်မယ်နော်အဲ့တော့3ရက်ကိုစောင့်တာကုမ္ပဏီဝန်ထမ်းတွေကငါတကယ်ရှင်းလားသူတကယ်ရှင်းလားဒါမှမဟုတ်ဘူးလေဒါကြည့်ချင်တာ3ရက်ပြည့်တယ်နေကြတော့ကုမ္ပဏီဝန်ထမ်းတွေအကုန်တန်းစီပြီးတော့မတ်တဲ့ရခိုင်တော့အကောင်းရရှိမတ်တဲ့ရခိုင်ပြီးတော့ကုမ္ပဏီပိုင်ရှင်အကြီးကပြောတယ်အကောင်းတွေကမင်းတို့တွေ့ရတဲ့လူကိုအချင်းချင်းဘုသူ့ကပြန်မပြောရဘူးဂတိတီးရမယ်သစ္စာရှိရမယ်တဲ့အဲ့လိုဂတိတီးတော့ငါဒီအကောင်းတွေကဘုသူ့ဘဝဆိုတာဖွင့်ပြအကုန်လုံးသဘောတူဂတိတီးပါလေဗျာသစ္စာရှိတယ်ကျွန်တော်တို့သဘောတူပါဆိုအဲ့ကြတော့တတိကတရားရှင်းလို့ခေါင်းလေးဖွင့်ပြီးပြတဲ့အခါကျတော့တရားမှရှိသွားတယ်စိတ်ကောင်းပြီးမျက်နှာပြင်းနေတာနဲ့ထပ်နောက်ကြောက်ကလည်းဒီလိုပဲလာကြည့်ပြီးရတဲ့အခါကျစိတ်ကောင်းပြီးမျက်နှာပြင်းနေစွာနဲ့တရားပြီးတရားအဲ့လိုပဲအဲ့ခေါင်းတရားဘုဒ္ဓဘာသာကြည့်တခါလဲစိတ်ကောင်းပြီးဖြစ်ပြီးမျက်နှာပြင်းနေစွာနဲ့ထွက်သွားကြတယ်အဲ့လိုထွက်သွားတဲ့အခါကျရှိကြကုမ္ပဏီဝန်ထမ်းတွေလည်းကိုသွားတဲ့အခါကျတယောက်နဲ့တယောက်ကလည်းနော်ဘယ်သူဘယ်ဝါဆိုတာပြောရင်ဒီလည်းမပြေးကြနောက်ကြတော့တတိယကမင်းတို့ပြီးထားတဲ့ကတိတိုင်းပဲနော်တယောက်နဲ့တယောက်ပြောတာရှိလားမရှိပါဘူးမရှိဘူးဆိုရင်တော့ငါပြောတယ်ခုချိန်ကစမင်းတို့ပြောလို့ရပြီဟောမေးလို့ရမင်းတို့မေးပါပြီးချင်တယ်တတိယပြောတော့အဲ့ဒီချက်ကိုမြင်နေနေတာပြောဆရာရဲ့ဘာဖြစ်လို့အဲ့ဒီလိုပြောကိုပြောရတာလဲတဲ့မင်းတို့မေ့ရော့နေတာကတတိယအောင်လုပ်လိုက်တာအဲ့ဒီအကောင်းထဲမှာအမှန်တော့ဘာမှမရှိဘူးအကောင်းထဲမှာရှိတာလားမှန်တဲ့ချက်ဘာရှိတာမှန်တဲ့ချက်အဲ့တော့ဒီအကောင်းနဲ့ကြည့်လိုက်တဲ့အခါကျတော့ဘုရားကြီးပေါ့ကိုယ့်ကိုယ်ပေါ်နေတာအဲ့ဒီတော့စိတ်ကောင်းနေဖြစ်တာတော့ရက်ဆက်တယ်ကွာစိတ်ဘာလို့ခေါင်းနေအဲ့တော့အဲ့ဒီကုမ္ပဏီပိုင်ရှင်တတိယအဲ့ကြောင့်ရှင်းပြဒီကွာဒီလိုကုမ္ပဏီမှာရှိတဲ့ကုမ္ပဏီဝန်ထမ်းတွေမိရော့နေဘုရားတရားလည်းမလုပ်ကောင်းမှုကုသိုလ်တွေလည်းမလုပ်တနေ့လာတာထုတ်ပြီးဆိုရင်တော့ဝင်စားရင်တော့ဖြစ်နေတယ်ကုန်တယ်နော်ကောင်းမှုကုသိုလ်အတွက်ရလို့မင်းတို့လက်ထဲမှာမထားဘူးနော်တဘုံကိုလူပဲလို့မင်းတို့ဒီလိုမထားဘူးတဘုံကတော့နော်စီဝိုင်းရဲ့အတွက်တဘုံကတော့ငါဆောင်းနေအတွက်ဒီတဘုံကတော့လူကိုတောင်းဖို့အတွက်ဆိုတာမင်းတို့ထားဘူးအဲ့တော့မင်းတို့စိတ်ထဲမှာတိတာကသူများတိတာကိုမင်းတို့ကမြင်ချင်တာကြည့်ချင်တာ
မင်းတို့တေမာကိုကြာတော့ဘာဖြစ်လဲဆိုရင်မိနေကြတယ်အဲ့ဒီတော့ကြောင့်မင်းတို့တတိမလွတ်သွားအောင်ငါကဒီခေါင်းထဲမှာမှန်တစ်ချက်နဲ့အတူမင်းတို့ရဲ့အာဟုဘရုပ်ကိုပြည့်စုံရအောင်ငါစီစဉ်ကြည့်ထားတယ်တနေ့မှဘူးလေမင်းတို့ရဲ့ဧကဘုချအဲ့ဒီအခေါင်းထဲကလူလေအာဟုဘရုပ်ဖြစ်သွားပြီဆိုတာကိုဘယ်တော့အခါမှမမိနဲ့ကြီးတယ်မဟုတ်ဘူးငယ်တယ်မဟုတ်ဘူးဟုတ်လားအဲ့တော့အာဟုဘရုပ်မဖြစ်အောင်မဖြစ်ခင်ပေါ့နော်အာဟုဘမဖြစ်ခင်ပါမိမိတို့ကောင်းမှုကုသိုလ်တွေကိုတက်နိုင်တယ်ပြုလုပ်မှသာလေနော်တန်ត្រာအတွက်တန်ត្រာရည်စိတ်ကြီးရလိမ့်မယ်နော်အဲ့တော့ဦးဇင်းတို့တရားဓမ္မပေါင်းသူတော်ကောင်းတွေတနေ့တနေ့အလုပ်တွေရှုပ်အလုပ်တွေလုပ်နော်ဒီထဲမှာပဲနေမောပြီးတော့နေတာဩဘာအတွက်ဒီနေမောလဲဆိုတော့ကိုယ့်အတွက်ပါရလားမပါဘူးနော်ငါအတွက်ဆိုပြီးတော့လုပ်တာမပါဘူးဩဒါအတွက်တတိအတွက်မေနာအတွက်ဒီအတွက်ဘယ်လောက်ပဲလုပ်ဘယ်လောက်ပဲရှာငါအတွက်ဆိုတာမပါဘူးဟုတ်ရဲ့နောက်တစ်ခုနောက်ချန်ခဲ့တဲ့လူတွေလည်းဒီလိုပဲငါအတွက်ဆိုတာမရှိဘူးဟုတ်ကဲ့ဒီနေ့ခောက်ကလေးဒီနေ့ဒီလားနောက်နေ့ခောက်ကလေးဒီနောက်နေ့ဒီလားငါဘာမှမရှိဘူးဟုတ်ကဲ့အဲ့တော့ဘာဖြစ်လဲဆိုတော့အခါတလေမှာမိမိတို့ဒီလိုလေးတွေအတိဉာဏ်အတိတတိကလေးတွေဝင်နေဆိုရင်အဲ့ဒီအတိတတိကသမုဒယသစ္စာကိုနည်းနည်းချင်းဖြတ်တဲ့အတိတတိပေါ့သမုဒယသစ္စာကိုနည်းနည်းချင်းဖြတ်တာအဲ့တော့အဲ့ဒီအတိတတိလေးတွေကတ်နေရတယ်လို့ပြောတာလေဟုတ်လားအဲ့ဒီအတိတတိလေးကတ်တာကဦးဇင်းတို့ဓမ္မဟောသူတော်ကောင်းတို့တိလစက္ကာတက်ကိုပို့ပြီးတော့တန်ဖိုးရှိတယ်မိမိရဲ့ခန္ဓာကိုယ်မှာဩဒါတည်းတရားမှာပါလားလို့တတိကလေးဝင်လာတာလေးပဲဝိပဿနာနော်ဩဒီပစ္စည်းဥစ္စာတွေကနော်အနိစ္စဒုက္ခနော်အနတ္တဟုတ်လားမမြဲတဲ့ပစ္စည်းဥစ္စာတွေဟုတ်လားအစိုးရရဲ့ပစ္စည်းဥစ္စာတွေပါလားနော်ဒီလိုသိရဆိုလို့ရှိရင်အဲ့ဒါဝိပဿနာပဲတိလမြဲတာထက်ဝိပဿနာပူပြီးတတ်လို့ရှိတယ်။ဘာကြောင့်လဲဆိုရင်တိလဒီအသက်ရှင်ကြောင်းတရားတွေကောင်းတဲ့ပုံကိုရောက်တယ်။နော်အဲ့တော့ဦးဇင်းတို့ဝိပဿနာဒီနောက်ဆုံးတည်းရောက်ရတဲ့ဘဝမှာချမ်းသာဒုက္ခတွေပြည့်စုံတယ်လို့အဆုံးဘဝမှာလည်းနိဗ္ဗာန်ဘုကိုဧကံရအဲ့လိုနိဗ္ဗာန်ဘုကိုရတာဝိပဿနာတစ်မျိုးရှိတယ်နော်အဲ့တော့ဒီလိုခန္ဓာကိုယ်ကြီးကိုအားဖြင့်လဲဆိုလို့ရှိရင်ငါဒီခန္ဓာအတုပခန္ဓာကြီးပါလားဒီလိုကြည့်ရတယ်နောက်တစ်ခုကငါပစ္စည်းဥစ္စာတွေကသမုဒယပစ္စာကြီးပါလားတတိယကဧကံဟောချပြစ်ထားခဲ့ရတယ်လွတ်ချထားခဲ့ရတဲ့တရားတွေပါလားလို့ဒီလိုကြည့်ရတယ်အဲ့ဒါဝိပဿနာနော်အဲ့တော့ဦးဇင်းစလို့ကတော့ဒီမှာတရားကြီးတွေမှာရေးကိုဒီကဘာကြီးရဲ့ဖြစ်ပုံပြတ်ပုံကဘာကြီးဒီပုံကိုဟောလို့ပဲဒါပေမဲ့လို့ဒီလိုဥစ္စာကြတရားနဲ့ပြန်ပြီးတော့သိကြတဲ့အခါမှာပြန်ကြည့်တဲ့အခါကျနည်းနည်းသိပြီးတော့မအဆက်တဲ့ဘုံမျိုးတွေ့လို့နော်အဲတော့ဦးဇင်းတို့ဟောရမယ့်အချိန်ကလည်းရှိတယ်ဒီကဦးဇင်းတို့တရားဓမ္မဟောသူတို့ကောင်းလို့သိရမှာကခန္ဓာဉာဏ်ရောက်ပြီးသိရမယ်နော်အဲတော့မင်္ဂလာအခုလိုနေ့တည်းကိုမင်္ဂလာအခါသမယပါဦးဇင်းတို့တရားဓမ္မဟောသူတို့ကောင်းလို့လည်းမိမိရဲ့ခန္ဓာကိုယ်ကိုပစ္စည်းဥစ္စာတွေရဲ့ဘောမှာတာသမီတွေနော်တားများတွေရဲ့အပေါ်မှာအဖြစ်လို့ဆိုရင်ဦးဇင်းတို့သမုဒယသစ္စာခေါ်တယ်နော်အစွဲကလန်ပေါ့ဒါတွေကိုတက်နိုင်တဲ့နည်းနည်းချင်းလျှော့သွားဖို့လိုအပ်တယ်တဲ့ဒါကြောင့်လည်းအသက်အရွယ်ကြီးလာပြီအသက်အရွယ်ရလာအဲ့ဒါလေးကိုကြည့်ကြည့်ချင်တာအားကြောင့်လည်းဆိုရင်ဦးဇင်းတို့ခန္ဓာကိုယ်ကိုပြောရအောင်နော်အခုဦးဇင်းရဲ့တက်ပြီး45နှစ်နော်45နှစ်ဆိုတော့ဦးဇင်းကငါဒီဘာဖြစ်လဲတဲ့ရလာပြီဘယ်အချိန်တည်လဲဆိုတာမသိဘူး
အိမ်နေနေလေတည်သွားနိုင်တယ်သွားနေနေလေတည်သွားနိုင်တယ်စားနေနေလေတည်သွားနိုင်တယ်ထိုင်နေနေလေတည်သွားနိုင်တယ်အဲ့ဒီအတွက်ကြောင့်မလို့ဒီတည်ခြင်းတရားဒီဘယ်တော့မှတတိလက်လွတ်လို့မရဘူးနော်အဲ့တော့ဦးဇင်းတို့ယောဂအမတန်မှခါဒီရဲ့ခန္ဓာကိုယ်မှာယောဂတွေဖောက်လာတော့တရားကျင့်ခြင်းဆိုပြီးများတော့နော်အာဘောင်းမှုတွေလှုပ်ရှင်တယ်ဆိုပြီးများတော့နော်အဲ့ဒီအချိန်ကြာတော့ကိုယ်လုံးခဲ့တဲ့အလုပ်တွေကကောင်းပြီးမကောင်းဘူးဆိုတာအဲ့ဒီမှာမြင်လာတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့ခေါင်းကုန်းကိုရည်ရည်ကလေးပြချလို့ဟုတ်လားအဲ့ဒီအချိန်ကြာတော့နော်အသက်ရှိနေတဲ့ပုဂ္ဂိုလ်တွေကဟုတ်လားလုံနေကြအတိုင်းပဲဟုတ်လားဒီလူကြီးနေဆိုရင်ဒီမှာတားတော့ဘာလေးတော့လူပြီးနေတယ်အပြေဝတ်တာအမြင်ဝတ်တာတာရုခေါ်ပါအဲ့လိုပြောတဲ့အချိန်ကျတော့ဘာဖြစ်လဲဆိုတော့ဘုရားကျမ်းပါရင်ကောင်းတယ်ယောဂါတွေပေါက်လာတဲ့အချိန်ကျတော့သွားပြောစိတ်ထဲအောင်ဘယ်လိုဖြစ်လဲဟောလူငါတီဝေမန်တီငါ့ကိုကောင်းမှုကုသိုလ်လုပ်ပြီးတာငါတီတော့ပါလားဆိုတော့ဒီစိတ်ထဲကတော့ဘာဖြစ်လဲဆိုစိတ်ကြီးရောဒီဖြစ်လာတယ်စိတ်ကြီးဟောက်ပြန်လာအဲ့ဒီအချိန်ကျတော့လက်အုပ်ချီလို့တော့လက်ကိုမတည်နိုင်တော့အဲ့မှာဘောင်းကိုပြည့်ရည်လေးချာလို့သားသမီးကရှိပါတော့မတည်နိုင်ယောဂါကလည်းပေါက်လာလိုက်တာဘာဖြစ်လာလဲဆိုတော့တရားအခန့်မရှိတော့အတ္တထွက်ခံနေရင်ဘာနဲ့မှမတူအောင်ခံစားရတယ်တရားရှိတဲ့ပုဂ္ဂိုလ်မှတပါးအသက်ထွက်ခံနေရင်အမတန်မှခံရခက်တယ်လို့ဒီလိုဆိုတာရှိတခါလေဒီကနေ့ကျွေးပြီးပေါ့လက်ဒီကုတ်လာဟုတ်လားအဲ့မှာအသက်ထွက်ခံနေအမတန်မှခံရခက်အဲ့ဒီအချိန်ကြာတော့တခါလေကိုယ်မှာတရားကမရှိထားတဲ့အခါကျတော့အမတန်ခံရခက်အဲ့လိုခံပြီးတော့နောက်တဲ့အခုဒီဘက်ကိုအထွက်တော့လေဆိုတဲ့အချိန်တိုင်းဘာဖြစ်လာလဲဆိုတော့ကောင်းမှုကုသိုလ်မရှိထားတဲ့အတွက်ကြောင့်လို့ဟိုသွားရမလို့ဒီသွားရမလို့အဲ့ဒီဝိညာဉ်ကတဏှာဒီအထက်မှာလဲနေတာလဲနေတဲ့အခါကျတော့အတက်ပြုံးကနေမထွက်နိုင်ဘူးအတက်ပြုံးကနေမထွက်နိုင်လဲနေတာအဲ့ဒီမှာဘယ်သွားရမှာဒီလဲနေတဲ့အခါကျတော့ဘာဖြစ်လာလဲဆိုတော့ဒီမှာကြံနေတဲ့ပုဂ္ဂိုလ်ကအဲ့ဒါကိုကြည့်ပြီးတော့သူကတော့သူသားကြီးဗလာလေးလို့ဒီမှာသားကြီးဆောက်အမှန်မှန်ကိုသူကတွားရမရှိဘူးဒုက္ခတွေရောက်နေတာအဲ့တော့ထွက်နိုင်သူသမီးဗလာလေးလို့ဆောက်နေတာဒီမှာနော်ဒီလိုတွေထင်ကြတာအမှန်မှန်ကတော့မဟုတ်ဘူးတွားရလည်းမရှိဘူးဘေးဘုံဘေဌာနတွားရမှမသိဘူးဖြစ်အဲ့ဒီအချိန်မှာအနာမှာတရားတော်ကိုကောင်းကောင်းနားလေတဲ့ပုဂ္ဂိုလ်ကကြည်ပြီးတော့သူဖြစ်နေတဲ့အဖြစ်တွေကိုတရားတော်နဲ့ပြောနေပဲဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကိုစိတ်လွတ်သွားဘူးတဲ့နောက်တစ်ခုကသူ့ကိုအဲ့ဒီပုဂ္ဂိုလ်ကအမြဲတတိပေးလိုက်တဲ့အခါကျတော့တတိနေပြီးတော့ကောင်းတဲ့ဘုံဘဝကိုပတ်တယ်ဆိုခုနိုင်တယ်အဲ့လိုကအနာမှာအဲ့လိုပုဂ္ဂိုလ်မရှိဘူးဆိုရင်တော့စိတ်ချအဲ့ဒီပုဂ္ဂိုလ်ဒီဧကဘုံချသွားပြီလို့ဒီလိုတော့နော်အစွဲတစ်ခုကိုမူတည်ပြီးတော့မှသူကဘတ်သွားလိုက်တဲ့အခါကျတော့အဲ့ဒီပုဂ္ဂိုလ်ဒီလက်ပြေကိုကောင်းတော့ကောင်းတဲ့ဘုံဘဝကိုရောက်နိုင်ဘူးဒီလိုဆိုတာအဲ့တော့ဦးဇင်းတို့ဒီကိစ္စလေးပြောရတယ်ဆိုတာကလည်းဘာကြောင့်လဲဆိုတော့မိမိတို့ရဲ့ခန္ဓာကိုယ်ပေါ်အတိကလေးတွေဝင်အောင်တတိကလေးတွေဝင်အောင်နော်အဲလိုစလို့လည်းဟောဆိုတော့ကောင်းပြီဒီနေ့ဒီနေ့ကလေးပြောချင်တာကအန္တရာယ်ရဲ့ဆင်းရဲဒုက္ခတွေမလေးကြပါနဲ့လို့နော်အန္တရာယ်ရဲ့ဆင်းရဲဒုက္ခတွေနဲ့လေးပဲဆိုရင်တော့လူဘဝမှာလည်းမကောင်းဘူးရဲ့လက်ပြေမှာလည်းမကောင်းဘူး
အပေလေးဘုံကိုရောက်သွားမယ်ဆိုရင်တော့ဦးဇင်းတို့တရားဓမ္မပေါင်းပြီးတော့ခေါင်းပြီးကိုယ့်ဟာကိုယ်ကခံစားကြည့်ကြပြီးတော့ဒါကြောင့်မလို့မိမိတို့ရဲ့ခန္ဓာကိုယ်ရှိတဲ့အပေါ်မှာဟောဒုက္ခသစ္စာရှိပါလားသမုဒယသစ္စာရှိပါလားရေလို့ဒါတွေကိုမြင်ပြီးတော့ဒီခန္ဓာကိုယ်ရှိကိုယ်ပြီးနာပြီးဒီပြီးဒီနဲ့အချင်းချင်းတွေ့ရပါလားဩဒီခန္ဓာကိုယ်ရှိနေ့စဉ်အာဟာရတွေဖြစ်တင်းပြီးမဲ့လို့သူကတော့ငါအလိုကိုလိုက်ဘူးငါတော့သူ့အလိုကိုလိုက်နေရတယ်ဒီခန္ဓာကိုယ်ကြီးကိုအစာအာဟာရတွေဖြစ်တင်းတာပဲလေဒီခန္ဓာကိုယ်ကြီးကတနည်းတည်းပူပြီးတော့လာတယ်ဒီခန္ဓာကိုယ်ကြီးဒီမကောင်းရင်လည်းပဲငါမှာတော့စေးကြီးကောင်းလိုက်ရတာစေးကြီးဒူလိုက်ရတာဒါပဲလေလို့ဒီခန္ဓာကိုယ်ကြီးကတနည်းတခြားပူပြီးတော့နာလာတယ်အတကြီးလာတဲ့အခါကျတော့ပူပြီးတော့နာမလာဘူးလားအဲ့လိုဒီခန္ဓာကိုယ်ကြီးကမိမိရဲ့အလိုကိုမလိုက်ပဲနဲ့အမြဲတမ်းဒီခန္ဓာကိုယ်ကြီးကငါ့ကိုနှိမ့်ဆက်နေပါလားလို့သိအောင်ကြည့်ရပါလားမကြည့်ရပါလားအဲ့လိုသိအောင်မြင်အောင်ကြည့်ရဆိုရင်တဲ့ဘုရားရှင်ကိုယ်တော်ကြီးကအဲ့ဒါဒုက္ခသစ္စာကိုသိလားတဲ့ဘာသစ္စာကိုသိတာလဲဒုက္ခသစ္စာကိုသိလားအဲ့လိုသိအောင်မြင်အောင်ကြည့်နိုင်ပါလားလေတဲ့ဇနီးမယားသမီးသားစီးပွားအာယုံအဘဘလို့ခေါ်တဲ့သမုဒယသစ္စာတွေကိုဖြတ်နိုင်လိမ့်မယ်အဲ့လိုပါဘုရားဆိုရင်တော့ဇနီးမယားသမီးသားစီးပွားအာယုံအဘဘရဲ့အဘောပါတဲ့တဏှာဆိုတဲ့စိတ်တွေနဲ့ဆွဲလန်းပြီးတော့နေလိုက်မယ်အဲ့လိုတဏှာဆိုတဲ့စိတ်တွေနဲ့ဆွဲလန်းပြီးတော့နေတဲ့အခါတစ်ပြေးပြေးနဲ့တဏှာပြီးရောမသွားပဲနဲ့တိုးတူပြီးတော့လာလိုက်တာတဏှာပြီးတော့ဥပါဒံပါတယ်လေဥပါဒံဆိုတာတည်တဲ့အထိကိုဆွဲလန်းပြီးကိုယ်ဒုက္ခပြေးတာကြောင့်ပြစ်ချအဲ့ဒါဥပါဒံပဲနော်အဲ့တော့အဲ့ဒီတဏှာဥပါဒံကိုပြအောင်တဲ့ကြည့်ပါနော်ရှုနိုင်ပါလွတ်ချနိုင်ပါလားလေဘုရားတော်တရားဓမ္မဘောသူတော်ကောင်းတွေဧကဘုရားသမုဒယသစ္စာတွေပြတ်သွားလိမ့်မယ်သမုဒယသစ္စာတွေပြတ်ပါတာလည်းဘုရားတော်တရားဓမ္မဘောသူတော်ကောင်းတွေဒုက္ခဆင်းရဲမကောင်းတဲ့ဘဝကနေလွတ်နိုင်မယ်နောက်ဆုံးအဖြစ်သောတာပန်ဖြစ်တယ်ဆိုရင်တော့မှဘုရားတော်အပေလေးကိုကနေလွတ်တယ်နော်ဘာလို့ပြရမလဲဆိုရင်ဘာသစ္စာကိုလွတ်ချရမှာသမုဒယသစ္စာကိုလွတ်ချရမှာအဲ့ဒါကဘုရားတရားဓမ္မကြီးအပေလေးကိုကလွတ်မယ်နော်အဲ့လိုဒုက္ခသစ္စာကိုသိလာမယ်သမုဒယသစ္စာကိုလွတ်ချနိုင်အောင်သိအောင်မြင်အောင်ကြည့်တဲ့ဉာဏ်ကလေးကတော့ဘုရားတရားဓမ္မပေါင်းသူအောင်ဒီမှတ်သားထားရမှာကမဂ္ဂသစ္စာဒုက္ခသစ္စာနဲ့သမုဒယသစ္စာကိုသိအောင်မြင်အောင်ကြည့်နိုင်တဲ့ဉာဏ်ကပါလဲဆိုရင်မဂ္ဂသစ္စာနော်အဲ့တော့အဲ့လိုမှဉာဏ်လေးပေါ်လာပြီတဲ့ဒုက္ခကိုလည်းဒုက္ခမှသိလာပြီသမုဒယကိုလည်းလွတ်ချနိုင်ပြီမဉာဏ်ကလေးနဲ့သိအောင်မြင်အောင်ကြည့်လာနိုင်ပြီဆိုရင်တော့ဧကမုချနောက်ဘဝနောက်တန္တရာဆိုတာမရှိတော့ဘူးတဲ့ဒုက္ခဆင်းရဲဒုက္ခလည်းလွတ်လာတဲ့အတွက်ကြောင့်အဲ့ဒါကိုတော့ဘာခေါ်လဲဆိုရင်နိရောဓသစ္စာတဲ့ဘာသစ္စာနိရောဓသစ္စာနော်အဲ့ဒါကလေးကိုဦးဇင်းတို့တရားဓမ္မပေါင်းလို့ဟောဒုက္ခကိုဒုက္ခမှန်သိရမယ်သမုဒယသစ္စာကိုလွတ်ချနိုင်ရမယ်မိမိတို့ရဲ့ခန္ဓာကိုယ်ပေါ်မှာအမှန်အမှန်ဝိပဿနာပိုင်းခြားနိုင်တဲ့ဉာဏ်လေးရှိရမယ်အဲ့ဒီဉာဏ်ကလေးတွေရှိတဲ့အခါကျတော့မှဧကဘုရားမိမိတို့အပင်လေးကိုကလွတ်သွားပြီးကြလားလူချမ်းသာလက်ချမ်းသာတဲ့အစိုးရနောက်ကာလတော့နိဗ္ဗာန်ချမ်းသာကိုဧကဘုရားရတဲ့ပုဂ္ဂိုလ်ဖြစ်လို့တော့ဘူးဆိုရင်ဒီကောင်းမှုကုသိုလ်ကမရှိပဲတက္ကရာတစ်လျှောက်လုံးကတော့ဆင်းရဲဒုက္ခတွေနေရမယ်ဆိုတာကိုမမေ့မလျော့မပေါ်မစာတော့တတိတရားဖြစ်ဒီလိုတော့တရားဓမ္မပေါင်းလို့ကောင်းကိုပြည့်တဲ့အတိုင်းကျင့်ကြံရမယ်တဲ့ကျင့်ကြံတဲ့အတိုင်းပဲဒီလိုတရားဓမ္မပေါင်းပြီးနော်ကောင်းတဲ့
ချမ်းသာလို့ရကြပါစေလို့ဆုတောင်းပတ္ထနာပြုရင်းနဲ့ဒီကနေ့ဦးဇင်းတို့ဘုရားလေးသင်ကြရအောင်အဲ့တော့ဦးဇင်းတို့ဒီနေ့အဖြစ်ကိုသင်ကြတဲ့ကာလဆိုတော့ဦးဇင်းဟောတဲ့တရားကိုပြောတဲ့တရားဓမ္မတွေကဦးဇင်းပြောထားတာရှိတယ်အဲဒါပေါ်မှာပြောတယ်ဘာဖြစ်လို့လဲဆိုတော့ဦးဇင်းကြီးခန္ဓာနဲ့ပတ်သက်တဲ့သစ္စာတရားလေးတွေကိုဟောပြီးဖို့အဲ့တော့ဦးဇင်းဟောရမယ်ပြောင်းပြလိုက်တာမပြင်းအောင်စက်တော်လေးဟောပြီးဆိုတော့ခန္ဓာနဲ့ပတ်သက်တဲ့တရားလေးကိုဟောပြီးတာဒါမှလည်းဦးဇင်းကပြည့်စုံပြီးဒီလားတွေတရားစခန်းလုပ်နေတဲ့အချိန်မှာဦးဇင်းကဒီမှာစက်တော်ဟောပြီးအားဆက်အဲ့တော့ဦးဇင်းကလည်းဒါလေးကိုတရားစခန်းသဘောမှာပြတဲ့အနေနဲ့ဦးဇင်းကလေးကိုပြတာနော်မကြီးကြီးနဲ့နော်မကြီးကြီးတော့လည်းလည်းပြန်ကြလို့ရှိရင်ဦးဇင်းစက်တော်ကောင်းကောင်းကိုဟောပြီးပါမယ်လို့နော်အဲဒီခံပြီးပါတော့ကိုယ်ကလည်းတရားရှိတရားသဘောပေးပြီးပြီးသွားတယ်ဆိုရင်ဦးဇင်းလည်းဟောရ